ကျွန်တော်တို့ကတော့နုံနစ်ကြာပြဇက်ကိုတရုတ်ဖော်တင်ဆက်မဲ့လေတန်းကျောင်းသားကျောင်းသူများဖြစ်ပါတယ်ခင်ဗျာမေဒါဆရာမီးပြန်လာရင်မေဒီနေ့ရောင်းလို့ကောင်းလိုက်တာမေရဲ့ပက်နေကုန်ကုန်ပါပဲ လာတာကောင်းတော့ဗောတားရဲ့မိုးချိုးပြင်စားဖို့အတွက်အမေထမင်းခူးထားရနော်တာထမင်းချိုင်နေပြင်ပြီးသွားပြီနော်ဟုတ်ကဲ့ပါမေဒါဆိုတော့ရီတော့ချိုးလာအောင်မယ်နော်တာကိုခုလိုကြောက်တဲ့ဖက်တဲ့စီအောင်ခိုင်းရအမေစိတ်မကောင်းတာရဲ့အဲ့လိုရင်ပြောမှနဲ့အမေရဲ့တာအမေကိုလှုပ်ချခွင့်ရနေပဲကျင်းနေနေရပါဘာမှစိတ်မကောင်းဖြစ်နေနော်ဟုတ်ပါပြီတာရဲ့ဒါဆိုတာကြောင်းတော့ရဲ့တကားလေးတေချပေးခဲ့တော့တာအမေစီအောင်တော့ရမယ်နော်ဟုတ်ကဲ့ပါမေဆရာမကျွန်တော်စကားပြောတာလေးရှိတော့ဝေခွေးပြပါအောင်ဟုတ်ကဲ့ရှင်ဝင်ပါရှင်သားတို့သမီးတို့မင်္ဂလာပါသားတို့သမီးတို့ထိုင်ကြပါကဲသားတို့သမီးတို့အတိပေးတဲ့လေးရှိတော့ဝင်လာခဲ့တာနေ့စဉ်နေ့တိုင်းကျင်းပမယ်ဖြစ်တဲ့ပညာရေးကျွန်စုပေးပွဲနဲ့ဇာယရမမရွေးချယ်ပွဲကျင်းပမဲ့ရက်ကိုကြီးညာကျွန်တော်လာခဲ့တာလာမယ့်ဖေဖော်ဝါရီ17ရက်နေ့ကိုကျင်းပဖို့သတ်မှတ်ထားတယ်ဒီစုဝေရဖို့ကြိုးစားခဲ့ကြပြီးဆက်လက်ကြိုးစားမယ်လို့ဆရာကြီးမျှော်လင့်ပါတယ်ဆရာကြီးကိုသွားခွင့်ပြုပါအောင်ဆရာမသွားခွင့်ပြုပါအောင်ဟုတ်ကဲ့ရှင်ဒီနေ့ဒီပညာရေးကျော်စုနဲ့ဇာယတာမောင်မဲစုကိုငါမရအောင်ယူရမယ်အေးတကယ်ချင်းဒီစုကနေနဲ့ထိုက်တဲ့နဲ့ဒီစုကိုရအောင်ငါတို့တက်တက်မြာကူညီပေးမယ်လေဟုတ်တယ်ငါတို့ဝိုင်းဝန်းပြီးရအောင်ကူညီပေးမယ်လေဒါနဲ့နေဒီစုကိုရဖို့ဆိုရင်တော့ပြည့်စုံတဲ့ဒီကရှင်းပြိုင်းမရမှာနော်အေးနော် तू ကရိုးသားပြီးသူတစ်ပါးကိုအမြဲကူညီတတ်တာဆိုတော့ तू ရဖို့သိကြတယ်လို့ပဲဒါဆိုဒီတစ်ပတ်ကြောင်းပေးရဲ့နေတော့ငါ့ရင်ကိုလာခဲ့ကြဒီအကြောင်းကိုတိုင်မရအောင်အေးတကယ်သမီးနိုင်အိတ်ထက်ထည့်ထားတာအပြင်သွားပြီးပြန်လာတော့မတွေ့တော့ဘူးအဲ့နိုင်ရသမီးမွေးနေမှာသမီးအတော့မွေးနေလက်ဆောင်ပေးထားတာစင်ကာပူကဝယ်လာမို့ဈေးကြီးတယ်ဘယ်လိုလုပ်မှလို့ဆရာမဒါဆိုလဲခင်းသမားပြောတာဆိုတော့ကျောင်းသားကျောင်းသူရဲ့လွယ်တွေကိုစစ်ကြရမယ်ဆရာမကိုယ်တိုင်စစ်ပေးမယ်သမီးပြောတာဒီနာကြီးလားဟုတ်ဆရာမပြည့်စုံသားကြီးဓားလွေထမှာတွေ့နေတာဘယ်လိုဖြစ်တာလဲသားဟုတ်လားဆရာမဘယ်လိုဖြစ်ရလဲဒီနာကြီးတားလဲမြူပဲတားလွိထဲဘယ်လိုရောက်နေလဲတားယူရမဟုတ်ပါဘူးနော်ဆရာမတားမှာသူများပစ္စည်းရဲအချိန်မျိုးမရှိပါဘူးနေမြူပဲဘယ်လိုလုပ်နေလွယ်ထဲရောက်နေမှာလဲဟုတ်ပါတယ်ဆရာမတားတငယ်ချင်းပြေဆုံးမှာအဲ့လိုယူတတ်တဲ့အချိန်လည်းမရှိပါဘူးဒီနေ့လဲပြေဆုံးကတားနဲ့အတူတူရှိနေတာပါကဲကျောင်းကြီးနဲ့တိုင်ပင်ပြီးဖြည့်ရှင်းပေးမယ်ဘူးမှဘာမှမပြောကြဘူးလေအနေကြီးမှာအန်ကြီးပစံအိတ်ကိုကြားချင်နေခဲ့ပါရှင် အော်အေးသမီးကျေးဇူးတင်လိုက်တာသမီးရဲ့ဒီအိတ်ထဲမှာ iPhone နဲ့တန်ဖိုးကြီးလို့ရတနာပါတယ်ရပါတယ်အန်ကြီး fashion CEO ပြင်ပေးရမှာပဲလေ
သမီးရဲ့နာမည်နဲ့အတန်းကိုအနည်းကိုချက်လာပြပါဦး ။သမီးနာမည်ကတော့နှင်းဝဝေအောင်ပါ။အတန်းကတော့ grade 10ပါ ကျေးဇူးပါနော်သမီး ။ဟုတ်ရပါတယ်အန်တီ ဆရာမကိုဝှေ့ပါအောင်ရှင်ဆရာမနဲ့စကားလေးပြောချင်လို့ပါဆရာမအတန်းထဲကနေဝေအောင်ဆိုတဲ့အကြောင်းသူလေးကကျမရဲ့ပတ်စံအိမ်နဲ့ဖုန်းကိုကောက်မိပြီးပြန်ပေးထားတယ်လို့စာရိတ်တာကောင်းတဲ့ကလေးတွေဖြစ်အောင်သွန်သင်ပေးတာကျေးဇူးတင်ကြောင်းလာပြောတာပါ ။ဟုတ်တယ်သမီးလေးကစားလဲတော့စာရေးထားလည်းကောင်းအမကြီးခုလိုပြောပြတာကြည်စုပါနော် အခုဆိုရင်စုပေးဝေးကျင်းပလာတာစာပေထူးချွန်စုဂီတထူးချွန်စုပကြီးထူးချွန်စုအာကစားထူးချွန်စုတွေပေးပြီးတဲ့နောက်မှာစာသင်လေးတစ်ခုရဲ့ရေးပါတဲ့ဇာယရမောင်ဝဲစုကိုပေးရမှာဖြစ်ပါတယ်ဒီစုကဆိုရင်ကျောင်းသားမိဘများသိရှိပြီးဖြစ်တဲ့အတိုင်းစာတော်နေအောင်အာကစားထူးချွန်နေအောင်လည်းမရနိုင်ပါဘူးဖတ်ပေါင်းစုံနဲ့ပြည်စုံတွေမှာပေးရစုဖြစ်ပါတယ်ဒီစုကိုရရှိသွားတဲ့သူကတော့ ခဏလေးပါဆရာကြီးဒီစုကိုမတင်ညာခင်ကျွန်တော်ကိုစကားလေးပြောခွင့်ပြုပါဒီစုကိုရဖို့တပြင်းနေတယ်ကျွန်တော်သမီးနေဝေအောင်အမှန်တကယ်ဒီစုနဲ့မထိုက်တန်ပါဘူး။အောင်ပြည်စုံနဲ့ပဲထိုက်တန်တာပါဒီနေ့မနက်အစုပေးပွဲကိုလာတဲ့လမ်းမှာကျွန်တော်တို့ဆိုင်ကယ်ကိုမတမာသူလူတစုကအလူရက်ဖို့ကြိုးစားတဲ့အချိန်မှာအောင်ပြည်စုံတို့တငယ်ချင်းတွေရောက်လာပြီးကူညီခဲ့လို့ဘောင်ဘောင်ဖြစ်သွားတာပါသူတို့တမကူညီခဲ့ရင်ကျွန်တော်တို့ဒုက္ခရောက်သွားနိုင်ပါတယ်လုံစိတ်ထားကောင်းတဲ့သားလေးပါပဲ ဟုတ်ပါတယ်ဆရာကြီးသမီးဒီစုကိုရရှိတာနဲ့ပြည့်စုံပေါ်မကောင်းတာတွေလုပ်ခဲ့မိတာပါနိုင်တခုဆွဆွဲတော့လဲသမီးပြည့်စုံရဲ့လွယ်ချက်ကိုယ်တိုင်ထည့်ခဲ့တာပါသူ့မှာလုံးဝအပြည့်မရှိပါဘူးပတ်စံအိမ်ကြောက်ကြံခဲ့ရလဲသမီးအန်တီနဲ့အတူဖန်တီးထားတာပါအမှန်တကယ်တော့ဒီစုဟာပြည့်စုံတဲ့ပဲထိုက်တန်ပါတယ် အခုလိုပြောပြပေးတဲ့အတွက်အကိုတို့သားပါကိုကျေးဇူးတင်ပါတယ်အမားကိုဝင်ခဲ့တဲ့တတိကိုလည်းချီးကျူးပါတယ်ဒါဆိုရင်တော့ဇာယရာစုကိုဒီနေ့ထိုက်တန်ရရှိသွားတဲ့သူကတော့မျိုးစေ့လည်းမှန်ပြီးအပင်တန်ခဲ့ရတဲ့မောင်ပြေဆုံးပဲထိုက်တန်ရရှိသွားပါတယ် မနာလိုက်တာတငယ်ချင်းကမင်းဒီစုကိုရငါအရန်ပြောရပဲကွာမင်းကြိုးစားခဲ့ရရင်အနေနာခံခဲ့ရရင်လည်းဒါမင်းရဲ့အကြီးမားဆုံးဆုလက်ကြီးပါပဲကွာ တကယ်တော့သူဟာရွှွနှုံထဲမှာဘလောက်ပဲနေရပါမယ်အမွေးပြန်ဆုံးနဲ့အလားပါဆုံးဖြစ်အောင်ရုံးကန်ပွင့်လန်းခဲ့တဲ့ဘရုံမှာကြလို့ပဲမောင်ပြည်ဆုံးဟာသူ့ရဲ့ဘဝကိုရုံးကန်ကြိုးစားခဲ့တယ်တကယ်တော့သူဟာနိုမနစ်တဲ့ကြာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ